ဝိပုယကျမ်းအခန်းကြီး20ခွန်တဖန်မောရှေအားထာဝရဘုရားကတင်းတီအေးတီလာအမျိုးသားတို့အားဆင့်ဆိုရမည်မှာလူတီသစ္စာဂတိပြု၍ပူဇော်လျင်ပူဇော်အပ်သောသူတီတင်အဘိုးပြတ်တီအတိုင်းတင်အဖိုးဖြတ်တီအတိုင်းထာဝရဘုရား၏ဗန္နာတော်ဖြစ်ရမည်တင်တီအဘယ်မြအဖိုးဖြတ်ရမည်နိဟုမူကားယောက်ျားကိုအသက်20မှတီ60တိုင်အောင်အကြက်တော်အလိုက်ငွေအကြက်50နဲ့အဖိုးဖြတ်ရမည်မိန်းမဖြစ်လျင်ငွေအကြက်30နဲ့အဖိုးဖြတ်ရမည်အသက်9နှစ်မှအသက်9နှစ်မှတီ10နှစ်တိုင်အောင်ယောက်ျားကိုအကြက်20မိန်းမကိုအကြက်30နဲ့အဖိုးဖြတ်ရမည်အသက်တလမှတီ9နှစ်တိုင်အောင်ယောက်ျားကိုငွေ9ကျပ်မိန်းမကို3ကျပ်နဲ့အဖိုးဖြတ်ရမည်အသက်60လွန်လျင်ယောက်ျားကို15ကျပ်မိန်းမကို30နဲ့အဖိုးဖြတ်ရမည်တင်အဖိုးဖြတ်သည့်အတိုင်းမတတ်နိုင်လျင်ယစ်ပရောဟိတ်ထံသို့ချင်းကပ်၍ယစ်ပရောဟိတ်သည်တစ္ဆာဂတိပြုသောသူတတ်နိုင်သမျှအတိုင်းအဖိုးဖြတ်ရမည်လူသည်တိရစ္ဆာန်ကိုထာဝရဘုရားအားပူဇော်လျင်ပူဇော်သမျှသည်တန်ရှင်းရမည်ကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေတကောင်အတွက်တကောင်ကိုမလဲရလဲလိုလျင်နှကောင်စလုံးတန့်ရှင်းရမည်ထာဝရဘုရားအားမပူဇော်အပ်မစင်ကြယ်သောတရိษံဖြစ်လျင်ယစ်ပရောဟိတ်အားပြ၍ကောင်းမကောင်းရှိသည့်အလျောက်ယစ်ပရောဟိတ်အဖိုးပြရမည်ယစ်ပရောဟိတ်ဖြတ်သည့်အတိုင်းအဖိုးရှိရမည်ယစ်ပူဇော်သောသူသည်ရွေးလိုလျင်အဖိုးရင်းနှင့်ငါးစုတစုကိုထပ်၍ပေးရမည်လူသည်မိမိအိမ်ကိုထာဝရဘုရားအဖို့တန်ရှင်းစေလျင်ကောင်းမကောင်းရှိသည့်အလျောက်ယစ်ပရောဟိတ်အဖိုးဖြတ်ရမည်ယစ်ပရောဟိတ်ဖြတ်သည့်အတိုင်းအဖိုးရှိရမည်ထိုအိမ်ကိုတန်ရှင်းစေသောသူရွေးလိုလျင်ဖြတ်သောအဖိုးရင်းနှင့်ငါးစုတစုကိုပေး၍အိမ်ကိုယူရမည်လူသည်ကိုပိုင်သောလေကိုထာဝရဘုရားဖို့တန်ရှင်းစေလျင်မှုရောမျိုးစေ့ကျဲရသည့်အတိုင်းအဖိုးဖြတ်ရမည်မျိုးစေ့တော်မဲကျဲရသောလေကိုငွေအကျပ်50နဲ့အဖိုးဖြတ်ရမည်ယူဘီလာနှစ်မှစ၍မိမိလေကိုတန့်ရှင်းစေလျင်ဖြတ်သည့်အတိုင်းအဖိုးရှိရမည်ယူဘီလာနှစ်လိုမှမိမိလေကိုတန့်ရှင်းစေလျင်နောင်ယူဘီလာနှစ်မီအောင်လိုသေးသောနှစ်ပေါင်းကိုယစ်ပရောဟိတ်ရေတွက်၍ဖြတ်သောအဖိုးရင်းငွေကိုလျှော့ရမည်မိမိလေကိုတန့်ရှင်းစေသောသူသည်ရွေးလိုလျင်ဖြတ်သောအဖိုးရင်းနှင့်ငါးစုတစုကိုပေး၍လေကိုအပိုင်ယူရမည်သို့မဟုတ်လေကိုမရွေးလိုအခြားသောသူအားရောင်းမိလျင်နောက်တစ်ဖန်မရွေးရယူဘီလနှစ်တွင်ထိုလက်သည်အမှုလွတ်သောအခါကျိန်ဆိုသောလေကဲ့သို့ထာဝရဘုရားအတန့်ရှင်း၍ယစ်ပရောဟိတ်၏ဥစ္စာဖြစ်ရမည်လူသည်ကိုပိုင်ခြင်းမဟုတ်ဝယ်သောလေယာကိုထာဝရဘုရားဖို့တန့်ရှင်းစေလျင်ယူဘီလနှစ်တိုင်အောင်ပြတ်သောအဖိုးကိုယစ်ပရောဟိတ်ရေတွက်၍ထာဝရဘုရားဖို့တန့်ရှင်းစေသောနေ့၌အဖိုးပြတ်သောငွေကိုပေးရမည်ယူဘီလနှစ်ရောက်သောအခါထိုလေကိုအရင်ပိုင်၍ရောင်းသောသူလက်တို့ပြန်စေရမည်အဖိုးပြက်လျာ၌အကျက်တော်အလိုက်ပြက်ရမည်အကျက်ကဂေရ20ဖြစ်သည်ထာဝရဘုရားပိုင်ထိုက်သောတရိษံသားအုပ်ကိုအဘယ်သူမျှမတန့်ရှင်းစေရနွားဖြစ်စေတိုးစိတ်ဖြစ်စေထာဝရဘုရားဥစ္စာဖြစ်၏မစင်ကြဲသောတရိษံဖြစ်လျင်အဖိုးဖြတ်သည့်အတိုင်းရွေး၍ငါးစုတစုကိုထပ်၍ပေးရမည်မရွေးလိုလျင်အဖိုးဖြတ်သည့်အတိုင်းရောင်းရမည်တို့အရာတွင်လူဖြစ်စေတရိษံဖြစ်စေကိုပိုင်ရင်းလေဖြစ်စေထာဝရဘုရားကျိန်ဆို၍ပူဇော်သမျှကိုမယောင်းမရွေးရကျိန်ဆို၍ပူဇော်သမျှတို့သည်ထာဝရဘုရားအလွန်တန့်ရှင်းရမည်လူကိုပင်ကျိန်ဆို၍ပူဇော်လျင်နောက်တဖန်မရွေးရတတ်ရမည်စပါးဖြစ်စေတိတိဖြစ်စေမြေကဖြစ်သမျှသောအတိအနံဆဲစုတစုတည်ထာဝရဘုရား၏ဗန္နာတော်ဖြစ်၏ထာဝရဘုရားဖို့တန့်ရှင်းရမည်ဆဲစုတစုကိုရွေးလိုလျင်အဖိုးရင်းနှင့်ငါးစုတစုကိုထပ်၍ပေးရမည်နွားဖြစ်စေတိုးစိတ်ဖြစ်စေကျိန်လုံးအောက်၌သွားသမျှသောအကောင်ဆဲစုတစုသည်ထာဝရဘုရားဖို့တန့်ရှင်းရမည်ကောင်းတလောညံ့တလောဟုမမေးမစစ်ရတကောင်အတွက်တကောင်ကိုမလဲရလဲလိုလျင်နှကောင်စလုံးတန့်ရှင်းရမည်အလင်းမရွေးရဟုမိန်တော်မူ၏ဤ၍က
ထာဝရဘုရားသည်တိနာတောင်ပေါ်မှာအေဒီလအမျိုးသားတို့အဖို့မောရှေ၌မှာထားတော်မူသောပြည့်ညတ်တော်များဖြစ်သည်